ဟုတ်ကဲ့ရှင်သမီးခုလိုမျိုးဒီပလိုမာရတဲ့အတွက်ကြောင့်မလို့သမီးရဲ့ဘဝရည်မှန်းထားတဲ့ခြေလှမ်းတလန်းကိုတတ်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့သမီးအရန်ဝမ်းသာမိပါတယ်ရှင်ညီမလေးတို့ကြောင်းတက်နေစဉ်အတွင်းမှာအတွေ့အကြုံအများဆုံးရခဲ့တဲ့အရာဘာဖြစ်မလဲပေါ့နော်ဟုတ်ကဲ့သမီးကကျောင်းတက်နေစဉ်အတွင်းမှာပေါ့နော်စာသင်ခန်းနဲ့တင်တဲ့စာတွေမဟုတ်ဘဲနဲ့ပေါ့နော်ကျောင်းမှာလှူရှားတဲ့ activities တွေအားလုံးကိုလည်းသမီးပါဝင်နိုင်ခဲ့ရပေါ့နော်အဲ့အတွက်ကြောင့်မလို့သမီးအတွက်ကတော့အမှတ်တရအများကြီးဒီကျောင်းတော်ကြီးမှာရှိခဲ့ပါတယ်ရှင်အခုတက်နေတဲ့ကျောင်းသားကျောင်းသူတွေရောညီမလေးနေနဲ့ဗာများပြောချင်လဲပေါ့နော်ဟုတ်ကဲ့ရှင်အခုတက်နေတဲ့မောင်လေးညီမလေးတွေကလည်းစာကိုလည်းတည်ချာချာအာယုံဆိုင်လုပ်ပါလို့စာမဟုတ်တဲ့တခြားပြင်ပဗဟုသုတတွေကိုလည်းရှာပြီးတော့ activities တွေကိုလည်းဝင်ရောက်ပါလို့ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ student life ကိုအပြည့်အဝရကျင်လို့ရှိရင်ပေါ့နော်အဲ့လိုမျှမျှတတအားလုံးကိုလုပ်လို့ရှိရင်ပို့ပြီးတော့ပျော်ရွှင်စရာကောင်းပါလိမ့်မယ်လို့ဟုတ်အခုလက်ရှိမှာရောညီမလေးဘာကြီးလုပ်နေပြီလဲပေါ့နော်ဟုတ်ကဲ့ရှင်သမီးကအခုကတော့ UFA Thai Major ပေါ့နော် Final Year ကိုတက်ရောက်မှာပါရှင်ပြီးတော့အခုကသမီးအမေရဲ့မြေတာကိုပိုင်အထက်တန်းကျောင်းမှာပေါ့သမီး Marketing Department မှာဝင်ပြီးတော့ကူညီပေးနေပါရှင်ဟုတ်ဒီအခုလိုမျိုးပေါ့နော်သမီးတို့ဒီညီမလေးဘွဲကိုကြိုးကြိုးစားစားနဲ့ရခဲ့တဲ့အတွက်အနည်းရဲ့မိဘတယောက်အနေနဲ့ခန်းစားချက်လေးပျော်ရွှင်မှုရဲ့ခန်းစားချက်လေးနည်းနည်းလောက်မျှပေးပေးပါရှင်သူ့ရဲ့ပေါ့နော်အချိန်ကြီးပေါ့အလုပ်တွေဒီ Children College ကိုတက်ပြီးတော့လဲသူ့အတွက်အခြားအကြောင်းတွေရောလုပ်ငန်းတွေရောသူအများကြီးလုပ်နိုင်တဲ့အပြင်သူ့အတွက်အများကြီးအကျိုးကျေးဇူးရှိတယ်ပေါ့နော်English ဘိုင်းတွေproject ဘိုင်းတွေပေါ့နော် PowerPoint ဘိုင်းတွေမှာလဲသူကျွမ်းကျွမ်းကျင်ကျင်နဲ့သူပညာတွေကိုတက်မြောက်လာတယ်ဒီ management နဲ့ပတ်သက်ပြီးတော့လဲသူအများကြီးသိလာတဲ့အတွက်အဲ့ဒါနဲ့အများကြီးမိဘအနေနဲ့ပေါ့နော်အများကြီးကျေနပ်ပါတယ်ပြီးတော့ဒီလိုမျိုးစူးစမ်းလာတဲ့အချိန်ကာလတခြားမှာလည်းသူ့အတွက်အချိန်ကြီး management တေချာလုပ်နိုင်ပြီးတော့စူးစမ်းပန်းစားအောင်မြင်မှုရသွားတဲ့အတွက်လည်းမိဘတယောက်အနေနဲ့အများကြီးဝမ်းသာပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်အန်ဒီသမီးတို့ဒီကျောင်းနဲ့ပတ်သက်ပြီးတော့သမီးတို့ကျောင်းမှာထားတဲ့စီကံချက်လေးတွေရောဘယ်ချက်ပို့ပြီးတော့မှအန်ဒီကနှစ်သက်လဲမသိဘူးเนาะအန်ဒီသမီးကိုအဲ့ဒါလေးနည်းနည်းလောက်မျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့Children College ကကြတော့လေခလေးတွေအတွက်ပေါ့နော်အဓိကတော့ confidence ကိုပေါ့နော်အများဆုံးရှိစေတယ်သူတို့ရဲ့ကျောင်းရဲ့လုပ်ငန်းဆောင်တာ activities တွေမှာလည်းသူတို့ကိုယ်တိုင်ပေါ့နော်လုပ်ရတယ်ဥဆောင်ခွင့်ရတဲ့အတွက်သူတို့ဟာကျောင်းမပြီးခင်တည်းကသူတို့က management ကိုတည်တည်ချာချာရထားပြီးလို့အဲ့ဒီချက်လေးကိုရမ်းကြိုက်ပါတယ်အန်ဒီပေါ့နော်ညီမလေးအခုလိုဝါသနာပါတဲ့ပေါ့နော်ဘာသာရပ်တွေကိုစူးစမ်းအောင်အဲ့ဒီဘက်ကနေပြီးတော့မှဘယ်လိုမျိုး support တွေများလုပ်ပေးခဲ့လဲမသိဘူးเนาะအန်ဒီသူ့ဘက်ကဝါသနာပါလေးရှိတော့သူ့ပေါ့နော်မတိမတာလုပ်ငန်းခွင်လေးတွေမှာအဲ့လိုဝင်ကြည့်ခိုင်းတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ခိုင်းပါတယ်နောက်ဒီကျောင်းရဲ့ပေါ့နော် Children College ရဲ့ဒီ organizer အနေနဲ့လည်းသူလှုပ်ချင်တယ်ဆိုလို့ပေးလုပ်ပြီးတော့မှာပေါ့နော်သူအဲ့လိုမျိုးဒါကလည်း supporting တစ်ခုအတွက်ဖြစ်ပါတယ် supporting တစ်ခုလည်းဖြစ်ပါတယ်လို့ကျောင်းကလည်းလုပ်ပေးတယ်လို့ဒီဘက်ကလည်းခွင့်ပြုတဲ့အတွက်မိဘဘက်ကလည်း supporting တစ်ခုဖြစ်တယ်လို့ယူဆပါတယ်